ကဲဒီနေ့တော့အေယာဝတီရတချင်းလေးတပုတ်ဆိုပြမယ်။ကိုယ့်ရဲ့ရီစာဟောင်းနေတဲ့မှာအေယာဝတီရသူတွေပိုင်းခံစားလိုက်တော့ကွဲတော့မယ်။ကျမနဲ့ထပ်တူကွဲမယ်။ကျမရီစာဟောင်းတယောက်ကလည်းအေယာဝတီရပဲ။အေယာဝတီရလူရလေသစ္စာမရှိဘူးသေးလား။ဒီမှာလက်တွေ့ဒီတချင်းက50လောက်ရှိနေလောက်ကျမမမွေးခင်နေရထွက်လာတဲ့ချင်းကွဲမယ်နော်လိုက်ကွဲမယ်နော်ခံစားပြင်ဒီတရက်ပဲအောက်နေခံတော့မငိုချင်းနော်မငိုချင်းစလာဝရီစတဲ့ဝေးအေယာဝရီမြကနေဝေးညာအလွန်ဝေးဆောင်နေအလွန်တော့ကမမဖြေတာအလွန်နဲ့အရာကငါမေးရဲ့ချစ်သူရေစလာဝရီအချင်မတန်လို့အရာဝရီမြေရဲ့စလမ်းမရေစလာဝရီစတဲ့ဝေးအရာဝရီမြေကနေဝေးရာအလွန်ဝေးဆောင်နေအလွန်တော့ကမဖြေတာအလွန်နဲ့အရာကငါမေးရဲ့ချစ်သူရေစလမ်းဝရီအချစ်မတန်လို့အရာဝရီမြေရဲ့စလမ်းမဟိုလိုငါရစဝေးတဲ့ချင်းတဖို့ရှိရဲ့မခင်နေစီအခုလေးသူ့လိုပဲတင်စားလိုက်ချင်ယောင်ရီကမခင်နေစီမိချမညာဘူးနေစီတတဲ့ယောင်ရီနောင်တိကမလေးနေစီဘယ်တော့မှပြန်ခွင့်ရမလဲနေဝေစားတော့ကငါနေဝေနေနေမိချင်နေစီလွယ်လို့မျိုးမိတချင်ကလည်းနေရဲ့မလွန်မိသည်သူရဲ့ကိုယ်နဲ့ချစ်သည်အခုတော့ပမလေးနေစီမေးရင်မဖြေတော့ဘူးလင်းစီနေစီအရာဝရီကမခင်နေစီအရာဝရီကလူတဆမရှိစိတ်နာပလေးအရန်တော့ဒီစားကဲမချစ်ပဲနဲ့ဘာလို့အနာဂတ်ကြောင့်လို့မပြောသင့်ဘူးနော်ဇလန်ဝရီစတဲ့ဝေးအေယာဝရီမြကနေဝေးကအလွန်ရိဆောင်နေအလွန်တော့ကမဖြေတာအလွန်နေအေယာကငါမေးရဲ့ချစ်သူရေဇလန်ဝရီအချစ်မြကတော့အေယာဝရီမြေရဲ့ဇလန်မရာဇဝေးတဲ့ချင်းတဖို့ရှိခဲ့မှုသည်မခင်နေစီအခုလေးသူ့လိုပဲတင်စားလိုက်ချင်ဒီရောက်ဒီကမခင်နေစီမိချင်မညာဘူးနေစီတတဲ့ရောက်ရီနောက်တိတ်ကမလေးနေစီဘယ်တော့မှပြန်ဝင်ရမလဲမလွန်မိသည်သူရဲ့ကျွန်တော်အနစ်ချစ်သည်